ခေါင်းစဉ်ကတော့ငွေနှင်းဖွေးတဲ့ကအေးစိမ့်တေးတံများတက်တီတီဆိုတဲ့ရှင်လေးပဲဖြစ်ပါလေရှင့်နားဆင်ပေးပါ
ခရစ်စမတ်မှာကျမ်းမာပျော်ရွှင်ကြပါစေလို့ယေရှုနာမ၌ဆုတောင်းပေးပါရယ် Thank you